အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်နောက်ပိုင်းထွက်တဲ့ဖုန်းတွေမှာကျွန်တော် recording ပြဿနာ error လေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ recording ဒီဖုန်းခေါ်နေနဲ့ကျွန်တော် recording ဖမ်းလိုက်လို့ရှိရင်ခေါ်ဆိုမှုအတန်ဖမ်းနေပါသည်ဆိုပြီးတော့ဒီကြားရတယ်ပေါ့နော်တစ်ဖက်လူကကြားတယ်ဒါဆိုတော့အဆင်မပြေဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ဒီပြဿနာကိုဖြေရှင်းတဲ့နည်းလေးရှိပါတယ်ပုံမှန်တိုင်းဆိုလို့ရှိရင်ဒီသူ့ရဲ့ဖုန်းရဲ့ setting တွေကနေပဲဒီဖြေရှင်းလို့ရတဲ့ဟာတွေရှိတယ်ပေါ့နော်မရတဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်လုံးဝကျင်းတည်ရတဲ့နည်းကိုပြောပြပေးသွားမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုဒီ post အောက်မှာ post comment မှာကျွန်တော်link တစ်ခုချပေးထားတယ်အဲ့ဒီ software လေးကိုအရင်ဆုံး down ပေးရမယ်ဒါဆိုရင်ကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော် software download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုနှစ်ခုပေါ်လာလိုက်မယ် install လုပ်ပေးလိုက်ပါဒီလိုနှစ်ခုပေါ်လာလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဖုန်းပုံစံလေးကိုအရင်ဖွင့်လိုက်မယ်เนาะကျွန်တော်ဖုန်းထဲကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူ setting permission လေးတွေတောင်းတယ်ပေါ့နော်တွေ့တဲ့ဟာလေး allow လို့ပါနှိပ်လို့ရှိရင် allow ဆိုတာကြီးပဲနှိပ်သွားပေးပါပြီးတော့ true phone select phone ကိုနှိပ်မယ်ပြီးတော့ရင် permission set ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးရင် allow ဆိုနှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့အရင်ဆုံး recording ဆမ်းမဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အရင်ဆုံးဖုန်းခေါ်ကြည့်လိုက်မယ်ဒီမှာဆိုရင်တော့မပေါ်သေးဘူးဆိုလို့ရှိရင်ပြန်ချပြီးတော့ကျွန်တော်ဒီမှာအဆက်ကလေး30ကိုနှိပ်မယ်အဆက်ကလေး30ကိုနှိပ်ပြီးတော့ setting ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာအပေါ်နည်းနည်းဆွဲတင်ပြီးတော့အမှ incoming outgoing ongoing call ဆိုတဲ့ဟာထဲမှာဒီ call recording ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်ဖွင့်ပေးလိုက်မယ်เนาะ okay နှိပ်လိုက်မယ်เนาะပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်း recording ကိုတစ်ချက်ပြန်စမ်းကြည့်လိုက်မယ်ဟုတ်ပြီ2 3 4နှိပ်ပြီးတော့ဒါဆိုလို့ရှိရင်ဒီမှာ recording လေးဒါ okay ထပ်နှိပ်ပေးရမယ်ပေါ့เนาะဒီ software လေးတစ်ချက်ဖွင့်ပေးရမယ် okay နှိပ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ download app ဆိုတဲ့နေရာမှာtrue phone ဆိုတာလေးကိုကျွန်တော်ဒီတစ်ချက်ဖွင့်ပေးလိုက်ပါပြီး allow ဆိုတာလေးနှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်တာရသွားပြီပေါ့နော်ဟုတ်ပြီရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ hard drive ပြန်လုပ်လိုက်မယ်ဖုန်းပြန်ချလိုက်မယ်တော့ဒီ recording တစ်ခုတည်းမဟုတ်ဘူးသူ့ထဲမှာဒီ clip စီကနည်းနည်း setting လေးပါတယ်ဒီကျွန်တော်တို့ဒီသင်းပုံစံပြောင်းတာလေးတွေဒီ color ပုံစံပြောင်းတာလေးတွေပေါ့နော်အများကြီးပါတယ်ကိုလိုအပ်တဲ့ဟာတွေလောက်ပဲကျွန်တော်ဖွင့်ပေးပါဒီအများကြီးတွေတွားပြီးတော့ setting တွေရှောက်ပြီးတော့မနှိမ့်နဲ့ပေါ့နော်သူကဒီဖုန်းကဒီကလို့ကိုကပြန်နားထောင်ခြင်းနဲ့ကို recording သွင်းတာပြန်နားထောင်နေတာဆိုရင်ကျွန်တော်တို့ဒီ file manager တွေကဒီ data ဆိုတဲ့ folder ထဲမှာဒီရှိတယ်ပေါ့နော်ကိုရဲ့ recording တစ်ဖက်နဲ့သွင်းတာကိုယ်အတန်ရောပါတယ်သူတခြားအတန်ရောတခြားတစ်ဖက်အတန်ရောပါတယ်ပေါ့နော်ဒါဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်ဒီ software လေးနဲ့ကျွန်တော်သုံးလို့ရပါတယ်ဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်